ကောင်လေးတယောက်ဟာတရဝါဆန်းတစ်ကောင်ကိုမွေးမြူပြီးလေ့ကျင့်ပေးနေတာထင်ပါတယ်။တနေ့မှာတော့ဒီတရဝါဆန်းဟာကောင်လေးသဘောကျနေတဲ့အိမ်ဖော်မလေးကိုရန်မှုဖို့လုပ်ပါတော့တယ်။အကြောင်းရင်းကတော့အိမ်ဖော်မလေးကကောင်လေးရဲ့တစ်တီကိုခိုးစားရင်မိသွားလို့ထင်ပါတယ်။ကောင်လေးကအချိန်မီရောက်မလာခင်အိမ်ဖော်မလေးဒုက္ခရောက်ပါနိုင်ပါတယ်။အိမ်ဖော်မလေးကကြောက်လန့်ပြီးထွက်ပြေးသွားပြီမယ်။ကောင်လေးကတော့သူ့ကိုအပြစ်မတင်ခဲ့ပါဘူး။ဒါအပြင်တစ်တီကိုတော့ကိုယ်တိုင်ကိုယ်ကျသွားပြေးခဲ့ပါသေးတယ်။ဒီအဖြစ်ဖြတ်ပြီးနောက်မှာတော့သူတို့နှစ်ယောက်ဟာပိုပြီးရင်းနှီးလာခဲ့ကြပါတယ်။ဒါပေမဲ့တနေ့မှာတော့အိမ်ဖော်မလေးယူတရက်ပျောက်သွားခဲ့ပါတယ်။ကောင်လေးလည်းတရမဆန်းကံများချောင်းနှံလိုက်လို့လားဆိုပြီးစိတ်ပူကနေရာအနှံ့လိုက်ရှာပါတော့တယ်။ကောင်လေးအိမ်ဖော်မလေးကိုရှာတွေ့တဲ့အချိန်မှာတော့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်စွန့်အားသွားခဲ့ပါတယ်။အိမ်ဖော်မလေးဟာတခြားကောင်လေးတစ်ယောက်နဲ့နန်းနေလာကိုတွေ့လိုက်ရလို့ပါ။ဒီတစ္ဆာဖောက်မှုကကောင်လေးကိုတော်တော်လေးထိခိုက်စေခဲ့ပါတယ်။အိမ်ဖော်မလေးပြင်ရောက်လာတဲ့အခါဘာလို့ဒီလိုလုပ်တာလဲလို့ကောင်လေးကမေးပေမဲ့သူမကပခုံးတွန်ပြီးဂယုမဆိုင်တယ်လို့ပုံစံနဲ့ထွက်သွားဖို့လုပ်ပါတယ်။ကောင်လေးကသူ့ကိုမသွားဘူးတားဆီးတဲ့အခါမှာတော့အိမ်ဖော်မလေးကကောင်လေးကိုတွန်းထုတ်လိုက်ပြီးရိုင်းရိုင်းဆိုင်ဆိုင်ဖြောဆိုပါတော့တယ်။ကိုတခင်ကိုဒီလိုလုပ်တာမြင်လိုက်ရတဲ့တရဝါဆန်းဟာချက်ချင်းဆိုသလိုဒေါသတွေထွက်လာပြီးအိမ်ဖော်မလေးစီပြီးဝင်သွားပါတော့တယ်။အခြေအနေမဟုတ်မှန်းသိလိုက်တဲ့အိမ်ဖော်မလေးဟာကောင်လေးကိုကယ်ဖို့အော်ဟစ်တောင်းပန်ပါတော့တယ်။ဒါပေမဲ့ဒီတစ်ခါမှာတော့ကောင်လေးဟာမကြားချင်အောင်ဆောင်ပြီးကြောကိုင်းထွက်ခွာသွားပါတော့တယ်။နောက်ဆုံးမှာတော့အိမ်ဖော်မလေးဟာတရဝါဆန်းရဲ့လက်ချက်နဲ့ပဲဇက်သိမ်းသွားရပါတော့တယ်